ကျွန်တော်တို့ခရစ်ယာန်တွေအတွက်ဒီ Christmas ဆိုတာကအင်တမထူးကြတဲ့အချိန်ပေါ့ဒီအချိန်မှာအားလုံးလည်းပျော်ကြတာပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်တမ်းကျရင်ပြန်စဉ်းစားကြရကောင်းတာဒီလိုမျိုးအချိန်မှာတကယ်တမ်းကျတော့ခရစ်တော်ကဒီအချိန်မှာမွေးဖွားလာတာတစ်ချိန်မှာကားတိုင်းမှာဒီလိုမျိုး yes အသက်ခံဖို့ကျွန်တော်တို့အပြစ်တွေအတွက်သူကအသေးခံမှုအတွက်မွေးဖွားလာတယ်ဆိုတော့တစ်ချက်တည်းရစရာရှိတယ်လို့ထင်ပါတယ်လာတော့ခါမြမငင်းနာခုနာဘောဝဲကွာအသေးခွဲရောမဲ့ကောင်ရန်ချိန်မှာရုပ်ခွဲရောမဲ့ရိုင်းနေကပုံချုံလုံးမလုံးချွေလေဒီနေကရောရလို့တမ်းမိတာဒုက္ခများရဲ့ဖယ်ရှားတနေရာလောကရဲ့မြေပြေဆုံးမတွေ့တဲ့နေရင်များပင်မချီလာစွာဝေဒနာဒီလန်းစာလောကကဘာနေအလေးရှင်ပါမွေးဖွားဖို့ရလာလေဒီလန်းလို့ပြင်စင်ငါအလုံးသားကချိုလိုက်ပါခိုးလို့ရရဲ့ပုံချုံလုံးမလုံးချွေလေဒီနေခါရောရလို့တမ်းမိတာဒီဒုက္ခများနဲ့ဖယ်ရှားတနေရာလောကရဲ့မြေပြေဆုံး